သုံးယောက်ခွဲခွာပြီးတဲ့အခါဘာလို့ကျင်းခဲမထင်တယ်လဲကိုခွာချွေးခဲ့တဲ့နေချစီလေးတွေလည်းကျင်းခဲမှာမဟုတ်ဘူးမိုးတက်လေပြင်းကြမှာအလုံးလဲဆောင်းနေကြတဲ့ထိတလက်လေးကျင်းခဲမှာမဟုတ်ဘူးမင်းစာဝန်နဲ့ဖတ်ပေးခဲ့တဲ့စက်သားဟင်းတဲ့လေးတွေလည်းကျင်းခဲမှာမဟုတ်ဘူးအတူတူမြည်တွေ့ကြည့်ခဲ့ကြတဲ့နောက်ဆုံးတန်းကရုပ်ရှင်လက်မှတ်လေးတွေလည်းကျင်းခဲမှာမဟုတ်ဘူးတရားမှန်တရားမှန်စာတတန်တာတွင်မြင်ပြီးကိုရိုရဲ့ရင်ပင်မှာတန်ရုံစင်လေးတွေသာချန်ခဲ့လိုက်မယ်